မော်ဘီမှာရက်ဆက်စွာနေဆာရောက်သွားတဲ့အမျိုးသမီးခင်မွန်ပြန်လွတ်ကြောင်းသတင်းထွက်လာပြီးခဲ့တဲ့လပိုင်းကမော်ဘီမြို့နယ်မှာဇနီးတဲ့ဖြစ်သူရက်ဆက်ဆက်ဆုံးစီရင်ခဲ့တဲ့တရားခံခင်မွန်တဲ့ဟာမြန်မာနေစံတရက်နေ့မှာလူငင်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အားလုံးပဲမိကြအောင်ပဲထင်ပါတယ်။နင်နာသူကတော့အလှမဲ့ပြိုင်ပွဲတွေဝင်ပြိုင်ပူးခဲ့တဲ့ကလေးနှစ်ယောက်မိခင်မဟိမှန်သူကမတ်တဲလို့ပါ။သူမကိုအွန်လိုင်းလောင်းကစားဆလော့ကျွဲကိန်းနဲ့မူရည်စည်းဝါးတွေကြောင့်စိတ်ဖောက်ပြန်နေတဲ့ခင်မွန်းတဲ့ကအတိညာကင်းမဲ့စွာလူမဆန်တဲ့လုံရက်တွေနဲ့အသက်အန္တရာယ်ပြုခဲ့တာပါဒီလိုလူဆုံးရတဲ့ရှားစွဲမှုကြီးကျူးလွန်ထားလို့တည်တံအထိချမှတ်ခံထားတဲ့တရားခံဟာအခုလိုလွယ်လွယ်ကူကူပြန်လွတ်လာတာကတော့တကယ်ကိုတုံ့လုံးစရာပါပဲဒီကိစ္စနဲ့ပတ်သက်ပြီးတေဆုံးသူရဲ့အမဖြစ်သူကလူငင်းချမ်းသာခွင့်ကိုနားလည်ပေမဲ့နင့်နာတော်တဲ့ညီမလေးနဲ့ချမ်းရစ်ခဲ့တဲ့ကလေးတွေရဲ့ဘဝမိသားစုရဲ့လုံခြုံရေးကိုလည်းငဲ့ညာပေးဖို့ဆိုပြီးရင်ကွဲပြက်လက်တောင်းဆိုလာပါတယ်အပြင်လောကကိုပြန်ရောက်လာတဲ့တရားခံကြောင့်ကျဲသူမိသားစုအတွက်တော့နေ့စဉ်ငရေကြသလိုစိုးရိမ်ပူပန်နေရမှသိကြပါပဲ။ဂိမ်းဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောအခုလိုကြည်လေးတဲ့ရှားစွဲမှုကျူးလွန်ထားသူကိုလူငင်းခွင့်ပေးလိုက်တဲ့ပေါ်ဘယ်လိုမြင်ကြပါသလဲ။မိမိတို့ရဲ့မြင်ကို comment မှာဝင်ရောက်ပြောပြပေးသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။